မန္တလေးပတ်ဟိုတယ်မှာနစ်နာသူမိသားစုကိုတာဝန်မယူပေးပဲပိုင်ရှင်နဝရက်ကိုသာပြန်တောင်းပန်နေမင်္ဂလာပါတငယ်ချင်းလေးတို့ရေလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကမန္တလေးပတ်ရှော့ပတ်ဟိုတယ်အန်ပတ်စပါဆိုတဲ့နေရာမှာလာရောက်အနှံထားတဲ့ခွေးကလေးကူကူကဝန်ထမ်းတွေရဲ့ပေါ်ဆာမှုကြောင့်တည်ဆုံသွားခဲ့ပါတယ်။အဲ့ဒီတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့ပိုင်ရှင်တို့ယူဆရတဲ့နဝရက်ကိုလည်းမိကွန်းထုတ်စရာရှိလာခဲ့ပါတယ်။လာရောက်အနှံထားတဲ့ခွေးကလေးကူကူဟာကျမ်းမာရေးကောင်းလျက်သားနဲ့ပြုံးစားကြီးကိုတည်ဆုံသွားခဲ့တာပါ။ပတ်ဟိုတယ်မှာထားခဲ့တဲ့2ရက်အတွင်းမှာပဲတည်ဆုံသွားခဲ့တာပါ။ဒါကြောင့်ပတ်ဟိုတယ်ရဲ့ပေါ်ဆာမှုကြောင့်ဆက်လက်ပြီးတော့ဒီဟိုတယ်ကရှိမနေသင့်တော့ဘူးလို့မှတ်ချက်တွေလည်းထွက်ခဲ့ကြပါတယ်။ဖြစ်စဉ်ချင်းကတော့တည်ဆုံသွားတဲ့ကူကူလေးရဲ့ပိုင်ရှင်မိသားစုကအိမ်မှာကျမ်းမြင့်ကိုဆက်လက်ပြန်လောင်းနေတော့တခင်တွေတောင်နေစရာမရှိလို့ကလေးကို73ရက်နေ့ညနေအိမ်နဲ့ခွဲရမှာဆိုလို့တောင်စိုင်ပိတ်ခန့်ဒီမှာသွားပို့တာ CCTV လည်းရှိတယ်24နာရီအဲကွန်လည်းရတယ်ဆိုပြီးတော့အရင်ကခီးသွားနေရင်ပို့နေကြဆိုင်ကိုတောင်မပို့ပဲပို့ပြီးတော့ကောင်းကောင်းနေရပါစေဆိုပြီးတော့သွားပို့တာဟိုမှာလဲခွေးတွေအများကြီးရှိတယ်ပေါ့လေဆိုပြီးကြောင်းတဲ့အချိန်ဗီဒီယိုတော့ပို့ပါတယ်ဒါပေမဲ့မနေ့ကညကတော့စားတာကိုဗီဒီယိုမပို့ဘူးဗီဒီယိုထဲမှာတော့ကလေးကြိုက်သလိုမကြွေးလို့ဘလို့ကြွေးရတယ်ဆိုပြီးတော့တောင်ပြောပြနေသေးတာအဲ့ဒါနဲ့ပဲဒီနေ့မနက်16ရက်နေ့10နာရီမှာဆုံးတယ်ဆိုပြီးနေ့လယ်12နာရီမှာဖုန်းဆက်တယ်ကလေးကအကောင်ကြီးပါဘာယောဂမှလည်းမရှိဘူးသူတို့စီရောက်မှာပဲ10နာရီမှာဆုံးတာကိုဘာဖြစ်လို့10နာရီမှာချက်ချင်းကြောင်းမကြပဲနဲ့ဘာဖြစ်လို့အချိန်ဆွဲပြီးတော့12နာရီမှဖုန်းဆက်ကြတာလဲလိုက်သွားတော့လေကလေးကတောက်နေပြီဘယ်ကလေးကအဆုံးနေလဲမသိဘူး10နာရီမှာဆုံးတာတော့မဖြစ်နိုင်ဘူးCCTV တောင်းကြည့်တော့လည်းပြက်နေတယ်ဆိုပြီးလုံးဝကိုပေးမကြည့်ရပါဝန်ထမ်းတွေအကုန်လုံးကတော့အဖြစ်လို့အောင်အကုန်ကြောင်းပြချက်မျိုးစုံပေးပြီးတော့ပြောကြပါတယ်ပြီးတဲ့ရေးထားတော့လည်း CCTV ရှိတယ်ဆိုပြီးတော့ရေးထားခဲ့တာပါနောက်တစ်ခုကတော့ကလေးတွေထားတဲ့ခန်းကလည်းလုံးဝကိုပူလောင်နေတာတန်ရှင်းမှုလည်းတစ်စက်မှမရှိပါဘူးအဲကွန်းတောင်လာမှဖွင့်ထားတာလားတော့မသိပါစာရီထမင်းတွေဆိုတာကလည်းကုန်ထမင်း6တွေလိုပဲရေခွက်တွေလည်းထည့်မထားပေးဘူးတောက်စရာရေလည်းမရှိတဲ့အပြင်အရင်ကထားတဲ့ဟိုတယ်ဆိုရေအစ်စ်မလဲပေးရင်တောင်ရေခွက်လေးတော့ထားပြီးတယ်တနေ့ကုန်ပူလောင်တဲ့ဒဏ်တွေကိုကလေးလေးကခံစားနေရရှာတာကလေးเจ้าတဲ့နေရာတွေကလည်းဟိုးခေါင်မိုးပေါ်မှာဆိုတော့ကလေးတွေကပူနေတော့မှာပဲလို့တွေးမိခဲ့ပါသေးတယ်အဲကွန်လေးတဲ့ပြန်နေရရင်တော့အဆင်ပြေပါလေဆိုပြီးတော့ထားခဲ့မိတာပါအဲ့ဒါကြောင့် CCTV တောင်းကြည့်လို့လည်းမရအဲကွန်ကလည်းလာမဖွင့်ထားတာပဲမလားမနိုင်တာလားတော့မသိပါဘူးနောက်မန်နေဂျာလားဘာကောင်လဲတော့မသိဘူးဝင်ပြီးတော့ပြောနေသေးတာကာကွယ်ဆေးကဒီဇင်ဘာမှာထိုးရတာပြောတော့မှပါဇက်ပိတ်ပြီးတော့ငြိမ်သွားတာဘယ်လစ်ပြေးသွားလဲတော့မသိတော့ပါဘူးအဲ့ဒီကောင်ကိုပြန်တွဲတဲ့အထိမတွေ့တော့ပါဘူးခုအဲ့ဒီမှာကြံနေတဲ့ဘသူကလေးလေးတော့မသိဘူး Alaskam ဆိုတဲ့အညိုလေးတစ်ကောင်ဆိုတိတ်ချင်းနေမကောင်းတော့ဘူးတခြားကလေးတွေဆိုလည်းနေဘူးကြီးရဲ့မှာပဲအဲကုန်းမရဘာမရနဲ့တကယ်ကိုလုံးဝကယူမဆိုင်တာတက်လုံးမွေးလာရတာ2ရက်4နဲ့လဲလိုက်ရတယ်တကယ်စုပ်ပြတ်တဲ့ပတ်ဟိုတယ်ပါပဲဘာမှတာဝန်ယူမှုတာဝန်ခံမှုကိုမရှိတာပါခလေးဆုံးမှစီကံပို့ပေးမဲ့လာပြောနေတာငကိုတွေကအခြေအနေမကောင်းရင်တခင်ကိုအရင်ဆုံးကြောင်းကြရမှာမဟုတ်လားပတ်စံရဖို့ပဲခေါင်းနဲ့ရှိတာလားမသိဘူးဆိုပြီးတော့ခွေးပိုင်ရှင်လေးကတော့မှတ်ချက်ပေးခဲ့တာပါနေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့မန္တလေးပတ်ဟိုတယ်ကနေပြီးတော့ Facebook ပေါ်မှာ post တစ်ခုတင်ခဲ့ပါတယ်တင်ခဲ့တဲ့ post ကတော့ Aircon gas line ပေါက်သွားတာကြောင့်အခုလိုဖြစ်ရကြောင်းပြန်လည်ပြောဆိုလာခဲ့ပါယနေ့18ရက်နေ့နေ့လယ်3နာရီခန့်လောက်ကလည်းထပ်မံပြီးတော့ post တစ်ခုတင်ခဲ့ပါသေးတယ်အဆိုပါ post ကတော့တောင်းပန်ခဲ့တာပါပတ်ပိုင်ရှင်ကိုတောင်းပန်ခဲ့တာမဟုတ်ဘဲနဲ့ပိုင်ရှင်ဖြစ်တဲ့နဝရက်ကိုတောင်းပန်ခဲ့တာပါမတ်နဝရက်အားမန္တလေးပတ် short management တင်မှာနူးညွန့်တောင်းပန်ရင်းဆိုတဲ့ခေါင်းစဉ်နဲ့ post တင်ခဲ့တာပါယခုဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့်မတ်နဝရက်ရဲ့ဂုဏ်သိက္ခာအားညှိုးနှမ်းစေမှုအတွက်ကျွန်တော်တို့ management တင်ဘက်မှအများစွာစိတ်မကောင်းဖြစ်ရတဲ့အကြောင်းမကိုယ်တိုင်ကလည်းဂရိတ်ဆန်လေးတွေကိုချစ်ခင်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့ဆိုင်ခွဲပေါင်းများစွာကိုခွင့်လင်းနိုင်ဖို့အတွက်မန္တလေးပတ် short hotel ကိုအရင်ကြီးများစွာထုတ်ပေးခဲ့တာဖြစ်ပြီးကျွန်တော်တို့ management တင်မှာလည်းဝင်ရောက်လောက်ကင်ခြင်းမရှိလက်လွဲထားကြောင်းကျွန်တော်တို့ management တင်ကိုယ်တိုင်ကသာ customer များနဲ့ဝန်ထမ်းများအဆင်ပြေအောင်ဆောင်ရွက်ပေးရန်အမြဲတမ်းအားထုတ်ကြိုးစားပြီးတော့လုပ်ကိုင်နေရကြောင်းထို့သောကြိုးပမ်းဆောင်ရွက်နေစဉ်တွင်မှာပဲယခုကဲ့သို့အခြေအနေဖြစ်ပေါ်လာခဲ့ခြင်းကြောင့်မတ်နဝရက်အပေါ်အားလွန်အားနာမိသလိုနုညွန့်တောင်းပန်အပ်ပါကြောင်းတေချာတလေးတစားကို post တင်ခဲ့ပါတယ်ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ management တင်မှာအကောင်းဆုံးဖြည့်ရှင်းဆောင်ရွက်မှုတွေလှုပ်ဆောင်နေကြောင်းကိုလည်းထပ်မံသိပေးလိုပါတယ်ဆိုပြီးတော့တင်ခဲ့တာပါဒါကြောင့်ပဲဂူဂူလေးရဲ့ပိုင်ရှင်ဖြစ်သူကပြန်လည်တုံ့ပြန်ခဲ့ပါတယ်။နေ့ည16ရက်နေ့2လ2026 9နာရီလောက်ကမန္တလေးပတ်ရှော့ကဝန်ထမ်း2ယောက်ကအိမ်ကိုလာပြီးတောင်းပန်ခဲ့ကြောင်းဂူဂူလေးကိုတွားအပ်ခဲ့တုန်းကလည်းလက်ခံခဲ့တဲ့ဝန်ထမ်းနဲ့စူပါဗိုင်ဇာလို့ဆိုသူပါသူတို့ညှိနှိုင်းရမှာ page မှာတင်ထားတဲ့အတိုင်းပထမ post ကိုလက်မခံနိုင်လို့မှားယွင်းတဲ့ချက်လက်တွေမို့ post တင်ခဲ့ခိုင်းကြောင်းနဲ့
page မှာတင်ထားတဲ့ပထမ post ကိုလက်မခံနိုင်ရက်လေစန်ဒေးကြအကူကူလေးရဲ့အုပ်ခုမှာ founder ကအစတာဝန်ရှိတဲ့ဝန်ထမ်းတွေအကုန်လာတောင်းပန်ခိုင်းထားခဲ့တာပါအဲ့ဒီရက်မှာတာဝန်ကျတဲ့ဝန်ထမ်းတွေအကုန်တာဝန်ရှိသူတွေအကုန်လုံးထုတ်ခိုင်းထားပါတယ် supervisor ဆိုသူကလည်းစာချုပ်နဲ့မို့အလုပ်ထွက်လို့မရပါဘူးလို့ပြန်လည်ပြောဆိုခဲ့ပါတယ်။ရန်တာဝန်ယူခြင်းပါတယ်ဆိုလို့ကလေးနာရီကအဆအဆုံးတာဝန်ယူဖို့ပြောကြားခဲ့တာပါ။အလုံးယောဂတဲ့အဖေနဲ့အမေကိုတနာလို့ကျမစိတ်ကိုလျှော့လိုက်ဖို့စဉ်းစားခဲ့ပါသေးတယ်။အဖက်ဖက်ကအပူမီးတွေအလွန်ကိုများလွန်းလို့ပါ။ညတကောင်ကျော်တော့လဲဒုတိယမြောက်တောင်းပန်စာတင်ပြီးတချို့ comment တွေကိုဖျက်ပစ်တယ်။အဲ့ page ကနေပြီးတော့တချို့လူတွေကို ban ပစ် Google က review တွေကိုပါ delete နေခဲ့တာပါ။နောက်ဆုံးကာယကံရှင်ဖြစ်တဲ့ကျမရဲ့ comment တွေကိုပါဖျက်ပစ်ခဲ့ပါတယ်။အဲ့ဒါလိုလောက်ရက်တွေကြောင့်ဒီနေ့18ရက်နေ့2လ2026ခုနှစ်နေ့လယ်17နာရီခွဲမှာဆိုရင် founder ဆိုသူတယောက်နဲ့မနေ့က supervisor ရဲ့နောက်လူတယောက်ရဲ့အိမ်ကိုလာပြီးတော့တောင်းပန်ခဲ့ပါတယ်။ထပ်ပြီးညှိနှိုင်းခဲ့တဲ့အခါမှာတော့ကျမကတော့သူတို့တောင်းပန်တာကိုလုံးဝလက်မခံနိုင်တော့တာပါ။နေ့ကညှိနှိုင်းထားတဲ့အချက်တွေကလည်းလက်မခံနိုင်တော့ပါ။ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကဖြစ်ပြီးပြီဆိုပေမဲ့ founder ရဲ့စကားကိုလည်းလုံးဝမကျေနပ်နိုင်တာပါ။မနဝရက်ကိုတောင်းပန်စာတင်တာလည်းလက်မခံနိုင်ပါဘူး။ share ထုတ်ပေးတာအဲကအမျက်ငွေသူတပြားမှမစားပဲပရဟိတလုပ်နေတာဆိုရင်လည်းသူနဲ့မဆိုင်ဘူးပေါ့။ကျမကိုတောင်းပန်တာညှိနှိုင်းတာလက်မခံနိုင်ပေမဲ့ Google လေးကိုတော့တောင်းပန်ခိုင်းပါမယ်။ကလေးရဲ့ရဆက်ဆက်ဆုံးပါသွားရတဲ့နောက်ဆုံးထွက်သက်အတွက်စမ်းသေးကြရင်ကလေးအုပ်ကူမှာတောင်းပန်ရပါမယ်။တာဝန်ရှိသူတွေအားလုံးကိုအလုပ်ထွက်ခိုင်းထားပါတယ်။တီလေးတွေတတော်ဝါလေးတွေကိုစိုးရိမ်လို့ပါ။တခြားကလေးတွေကိုမထိခိုက်စေချင်တာကြောင့်ဒီလိုလူတွေကိုဒီအလုပ်ကိုမလုပ်စေချင်တာကြောင့်ဒီချက်ကိုတောင်းဆိုခဲ့တာပါလို့ပြောကြားခဲ့ပါတယ်။ကျန်တာကတော့ကျမသွေးပူနေချိန်အမားပါမှာဆိုလို့ကျမတိတက်တဲ့သူတွေနဲ့တိုင်ပင်ပြီးနောက်မှပြန်ပြောမယ်လို့လည်းဆိုထားပါတယ်။ဒီလေးတွေရေကူညီပေးနေတဲ့အမတယောက်နဲ့တော့ဆက်သွယ်ထားပါတယ်။အမနဲ့ဖုန်းတော့တေချာမပြောရသေးပါဘူး။ကျမမောင်ကတော့လူငယ်ယောက်ျားလေးစိတ်နဲ့မတရားတာကိုမခံခြင်းလို့တရားစွဲဆိုခြင်းနေပေမဲ့လည်းကျမတို့ဘက်ကတော့တရားစွဲဆိုဖို့အတွက်ရောက်ခံ background ဆိုတာကတော့မရှိပါဘူး။သူတို့လောက်ချမ်းသာနေတဲ့မိသားစုလည်းမဟုတ်ခဲ့ပါဘူး။တာမန် middle class မိသားစုလေးပဲဖြစ်တာဖက်ဖက်ကနေစဉ်းစားပြီးတော့အကောင်းဆုံးဖြစ်မှာဖို့ပဲလုပ်ပါမယ်။ငွေများငွေနိုင်မဖြစ်စေချင်တာမို့အမှန်တရားတိုင်းပဲဖြစ်ချင်တာတက်သည့်နားလဲတဲ့သူတွေနဲ့လည်းတိုင်ပင်ချင်ပါတယ်ကုညီပေးကြပါအောင်လို့လည်း post တင်ထားခဲ့ပါတယ်ကျမကလေးလေးကအဆုံးသွားခဲ့ပါပြီပြန်ရှင်လာနိုင်တော့မှမဟုတ်ပေမဲ့တခြားကလေးတွေကိုတော့ဒါမျိုးထက်မစတေးရအောင်သူ့အထက်ကသူတို့ပြောကြားခဲ့တဲ့ management တင်းရဲ့တာဝန်ပေါ်ရမှုတိမချစ်တက်ပဲစီးပွားရေးဆန်ဆန် blogger တွေငါကြော်ညာရီ share လို့ဝန်ထမ်းတွေကိုကြတော့ management တေချာမလို့တီလေးတွေရဲ့အခြေအနေကိုယူမဆိုင်ပဲနဲ့အောက်ကဝန်ထမ်းတွေရဲ့စေတနာမပါတဲ့ဆောင်ရှောက်မှုပုံစံအတူရောက်လေကလေးမိဘတွေရှေ့တစ်မျိုးကွဲရတစ်မျိုးဖြစ်ချင်သလိုတွေဖြစ်နေမှုတွေကိုလူတွေကိုသိစေချင်တာတခုပါပဲဒီကိစ္စကိုဖြေရှင်းရမှာတစုံတရာလွဲမှရှိရင်တွေးကြုံမရှိတဲ့ကျမရဲ့လိုအပ်ချက်မို့ကိုညမလိုသဘောထားပြီးတော့ဝိုင်းဝန်းချန်ပြူပေးကြပါဦးထောက်ပြပေးကြပါဦးဖြစ်တော့မပြောကြဖို့တောင်းဆိုချင်ပါတယ်လို့ posting ခဲ့တာသူတွေကလည်းဝေဖန်ချန်ပြူခဲ့ပါတယ်ဟိုကသားသမီးလိုသဘောထားပေမဲ့သူတို့တွေကပွေးလေးတစ်ကောင်ထက်မပိုခဲ့ပါဘူးဒီတိုင်းကြော်သွားလိုက်ရင်ဒီလိုပဲနောက်ထပ်လူမသိသူမသိနဲ့တခြားကလေးတွေသက်ဆုံးရှုံးနိုင်ရတဲ့အကြောင်းကိုမှတ်ချက်ပြုခဲ့ပါတယ်ခုကိစ္စနဲ့ပတ်သက်ပြီးတော့နဝရက်မှာလည်းတာဝန်ရှိကြောင်း management တင်းကစီစဉ်တာဆိုပေမဲ့လည်းသူ့ရဲ့ share တွေပါတာကြောင့်သူပါထိုက်လျောက်တောင်းဝန်ယူတင်ကြဒီဖြစ်စဉ်မှာပါဝင်တဲ့သူတွေအားလုံးအတိအသက်တွေနဲ့လက်မှတ်ထိုးထားခြင်းတင်ကြောင်းတောင်းဖန်တင်ကြောင်းကိုပြောကြားလာခဲ့ပါတယ်တခြားသောဝေဖန်ကြံပြုသူတွေကလည်းပြောဆိုခဲ့ပါသေးတယ်ဒီဘဝဒီလိုတွေကြုံရတာနောက်ဆုံးဖြစ်ပါစေဘူလောင်နေတဲ့ချိန်သူ့မိကိုဘယ်လောက်တောင်လွမ်းနေမလဲနှစ်ရက်ထဲနဲ့ပက်လျှော့ကလူတွေလည်းပြစ်ထားရက်လိုက်ကြတာနောက်ဘဝဒီလိုလူတွေမကြုံပြရစီနဲ့ကလေးရဲ့ကောင်းရာဘဝကိုရောက်ပါစေကလေးရဲ့ဆိုပြီးတော့လည်းဆူတောင်းပေးခဲ့ကြပါသေးတယ်ခုလိုကိစ္စရက်နဲ့ပတ်သက်ပြီးမန္တလေးပက်လျှော့ရဲ့ဖြည့်ရှင်းမှုတွေကတော့တလွဲဖြစ်နေတာမို့ကာယကံရှင်ရောအများပြည်သူအတွက်ရောစိတ်ကြည်နက်မှုမရစေဘဲနဲ့ပြဿနာကိုပုံမိုကြီးထွားစေခဲ့ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရောဘလို့ထင်လဲဆိုတာကို comment မှာဝင်ဆွေးနွေးသွားကြပါဦးဒီ pet shop ဖြစ်စဉ်ကတော့လုံးဝကိုလက်မခံနိုင်တဲ့ဖြစ်စဉ်တစ်ခုလို့ကျွန်တော်တော့မြင်ပါတယ်ပရိသတ်ကြီးတို့ရောဘလို့မြင်လဲပြောပြပေးသွားကြပါဦးခုလိုမျိုးစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့သတင်း TV channel လေးကို like and subscribe လုပ်ခဲ့ကြပါဦး